ငယ်ချင်းလေးတို့အားလုံးပဲမင်္ဂလာပါစောင့်မျှော်နေကြသလိုပဲရင်ခုန်တန်ရဲ့ podcast အစီအစဉ်ရောက်ရှိလို့လာပါပြီရင်ခုန်တန်မှာပုံမှန်တင်ဆက်ပေးနေတဲ့အစီအစဉ်ကောင်းတွေအပြင်အခြားသောအထူးအစီအစဉ်တွေကိုငယ်ချင်းလေးတို့နားဆင်နိုင်ဖို့ရာအတန်သွင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရင်ခုန်တန်ကနေကျင်းပပေးခဲ့တဲ့ဝိထုတိုပြိုင်ပွဲဆိုတာမှတ်မိကြသေးရဲ့လားငယ်ချင်းလေးတို့ရေရှင်တန်လှုပ်ရှားရောင်စုံပုံရိပ်များဝိထုတိုပြိုင်ပွဲဆိုပြီး2024ခုနှစ်မှာကျင်းပခဲ့တဲ့ဒီပြိုင်ပွဲကတော့ LGBTQ တငယ်ချင်းလေးတို့ရဲ့နေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားရတဲ့ဘဝပုံရိပ်တွေချစ်ချင်းမြတ်တာပျော်ရွှင်မှုခါတိမှုစတဲ့နေတရှိမြင့်တလက်ရသဆုံလေဘဝခီးတစ်ခွင်ကိုဝိထုတိုအနေနဲ့ပေါ်လွင်ထင်ဟပ်အောင်ရေးသားပေးဖို့ရှင်ပြိုင်ခဲ့ကြရတာဖြစ်ပါတယ်ဒီလိုမျိုးများပြားလာတဲ့ပြိုင်ပွဲဝင်တွေကစုကြီး9စုကိုလည်းရွေးချယ်ချီးမြှင့်ပေးခဲ့တယ်လို့အထူးစကားတင်စုအနေနဲ့လည်း10စုပေးခဲ့ရတဲ့အထိလက်ရမွန်တွေကိုလက်ခံခဲ့ရတာကလည်းတကယ်ကိုအမှတ်တရပါပဲဒါဆိုရင်ဒီနေ့မှာတော့ဆိုရဝိထုတိုတွေကတပုတ်ကိုဖတ်ပြပေးခြင်းပါတယ်စာမှုရှင်နစ်နွေတည့်ရဲ့ဒီဝိထုတိုဟာဆိုရင်ရှင်တန်လှုပ်ရှားရောင်စုံပုံရိပ်များပြိုင်ပွဲမှာစရုပ်ဓာတ်စုရရှိခဲ့တဲ့စာမှုဖြစ်ပြီးတိမ်မွေးတဲ့ချစ်ဇလန်တပုတ်ကိုရေးဖွဲ့တည်ကုန်းထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ယုံကြည်ခြင်းနဲ့နှောင်ဖွဲ့သောဆိုတဲ့ဝိထုတိုကိုအတူတူဖတ်ကြည့်ကြရအောင်ယုံကြည်ခြင်းနှင့်နှောင်ဖွဲ့သောနစ်နွေတစ်ဆိုင်မစင့်ဘုံမစင့်ဝေါကနေရွာချလိုက်သောမိုးကြောင့်တက်ထင်တို့ခရီးသည်အားလုံးရွှဲရွှဲဆိုသွားရသည်ဆိုရမည်ပေတက်ထင်တို့ခရီးသွားနေသည်ကကားနှင့်မဟုတ်ယထာနှင့်မဟုတ်တောင်ကျောတစ်ခုတိုင်းခြေလျင်ပတ်၍သွားနေရခြင်းဖြစ်သည်မိုးကြောင့်ခရီးကမတွင်ကျင်တော့တောင်ကျောလမ်းများကချော်လာသည်တကိုးစားတဲလာသောကြောပိုးအိတ်ငယ်သည်ပို၍လေးလံလာသည်နေဆက်မှနောက်ဆုံးတဲခိုခဲ့သောအဆောင်ကဒေတာခန့်တဦးပြောသောစကားကိုကြားရောက်လာသည်ငွေနဲ့ဖုံးပါလာရင်ရပြီးအဝတ်တစ်ထည်ကိုတစ်ခုနဲ့သွားကြဘာအိတ်မှယူမနေကြနဲ့တောင်တက်လန်းကြတော့ဝတ်ထားတဲ့အဝတ်စီးထားတဲ့ဖက်နှက်တောင်ချွတ်ခဲ့ကျင်တာအုပ်စကားများသွေးထွက်အောင်မှန်သည်သို့တော့အတန်မထွက်ရဲမငီးညူရဲတက်ထင်တို့ခရီးသည်စုစုပေါင်း150ခန့်သည်လမ်းပြ3ဦး၏ညွန်ကြားမှုအောက်တွင်စက်ရုံများပမာနာခံကြယုံသာခရီးသည်များတွင်သူ့လိုလူငယ်များသာမကသူ့ထက်သက်ကြီးသူများနှင့်မိန်းကလေးငယ်များပါသည်သူတို့ကိုကြည့်၍တက်ထင်အားတင်လျှောက်နေရသည်ဖြစ်နိုင်ရင်တော့တကိုယ်ရည်သုံးပစ္စည်းနှဲငယ်နဲ့အဝတ်ပိုတစုံသာပါတဲ့ကြောပိုးအိတ်ကိုလွှတ်ပစ်ချင်လာသည်စီးထားသောရှုဖက်နှက်မှလည်းပေါက်ချင်လာသည်ဖနှောင်းကအောင့်လာသည်နနက်7နာရီခန့်ကစထွက်လာသောခရီးသည်ယခုညနေ9နာရီခန့်အထိအနားမရသေးမိုးဆဲသွားချိန်မှာတက်ထင်တို့တောင်ကုန်းတစ်ခုပေါ်ရောက်နေပြီဒီနေရာမှာအားလုံးခဏနားကြမယ်ရေတောက်အစားစားကြအပေါ်ပါသွားကြ15မိနစ်အချိန်ပေးမယ်ပြီးရင်ရှေ့ဆက်မယ်ခရီးသည်တန်းဒီကို့ဆုနဲ့ကိုနီးရတစ်ပင်ချေမှာထိုင်လိုက်ကြသည်တက်ထင်ကတော့မဟန်နိုင်ပဲရှင်းသည့်နေရာတစ်ခုတွင်လှဲချလိုက်သည်ရေနှဲငယ်သာတောက်နိုင်သည်ဘာမှမစားနိုင်မရေရာသည့်ရှေ့ခရီးကိုလည်းမတွေးချင်ခြံခဲ့သည့်ရဝန်းကိုလည်းနောင်တနှင့်ပြန်မကြည့်ချင်တက်ထင်မျက်လုံးများကိုမှိတ်ချလိုက်သည်ဟေးညီငယ်ထားတော့ရှေ့ဆက်မဲတဲ့လမ်းပြတွေကအော်နေပြီနေဆက်တဲခိုဆောင်မှာခင်မင်ခဲ့သောပကိုးသားအကိုတယောက်ကတက်ထင်ကိုနိုးယူရသည်နေဝင်စားအချိန်မှာတက်ထင်တို့အဖွဲ့တောင်ကြီးတစ်ခုသို့ရောက်သည်ထိုနေရာမှာလမ်းပြ2ဦးနှင့်ခရီးသည်90ခန်းကအသင်ဆောင်နေသည်အခုချိန်ကစပြီးတစ်ဖက်နိုင်ငံထဲကိုစကူးတော့မယ်ဒီမှာရှိတဲ့ပထမအဖွဲ့ကမနေ့ကတည်းကကူးသွားဖို့ပဲလှည့်ကင်းတွေရှိနေလို့ပြန်ဆင်းလာရတာဒီတော့အခုညပေါင်းသွားကြမယ်စကားမပြောရဘူးဖုံးမသုံးရဘူးကျုပ်တို့ကပြေးဆိုပြေးရက်ဆိုရက်ပဲစကားနားမထောင်လို့အဖမ်းခံထိရင်ကျုပ်တို့ကကိုလွတ်ပြေးမှာနားလေတယ်နော်ဘောင်းဆောင်ဖြစ်ဟန်တူသောလမ်းပြဤစကားကိုစောတကားမတက်တာနားခံကြယုံသာအဖွဲ့နှစ်ဖွဲ့ပေါင်း၍ခရီးဆက်ကြသည်ရှေ့ဆုံးကသွားသောလမ်းပြနောက်မှနှေ၍လူတန်းကလိုက်ကြရသည်ရှေ့လူဤလက်ကိုညာလက်နှင့်တွဲ၍နောက်လူကိုဘယ်လက်နဲ့တွဲကတန်းဆက်ပြီးသွားကြရသည်
လာမိုင်ညာဖြစ်သည့်အပြင်မိုးသားမကင်း၍ဝင်းကျင်တခွင်ဘာမှမသေးခွဲတက်ထင်ဖို့ကိုရှေ့လူနောက်လူတွေကဖြူသလားမဲသလားမသိနိုင်သိလဲမသိချင်းခရီးအဆုံးရောက်ဖို့သာစိတ်လောနေသည်ခရီးကထင်သလောက်မတွင်လားတောင်စင်းတောင်တက်များလာသည်တက်ထင်တဖြည်းဖြည်းသတိထားမိလာသည်သူ့ညာလက်ကိုဆွဲသွားနေသောရှေ့လူဤလက်တို့သည်နှွေးနေသည်အောင်တက်ထင်ဤညာဘက်လက်ကောက်ဝစ်ကိုမြဲမြံစွာစုပ်ကင်ထားသည်တစ်ချက်ထိုလူစီမှချွေးနှံ့အစားကိုသင်းနှံ့တစ်မျိုးကိုတက်ထင်ရနေပြန်သည်လမ်းတွေကချော်နေတာတတိထားငါညီရှေ့လူစီကတတိပေးတန်တိုးကြောင့်တက်ထင်တစ်ချက်တွန့်သွားသည်ကျွန်တော်ကလေးမဟုတ်ဘူးဟုတ်ပြန်အော်ခြင်းစိတ်ကိုထိန်းထားရသည်ညစ်နဲ့လေတောင်တက်တောင်ဆင်းကကျန်းလေဖြစ်လာသည်မိုးကလည်းရွာလိုက်တိတ်လိုက်ပဲအဝတ်များဆူရွှဲကကြွက်စုပ်တွေလိုဖြစ်ကုန်သည်ကိုလူရောစိတ်ပါမာသည်ဟုထင်နေသောတက်ထင်တယောက်ဖျားချင်ဖြစ်လာသည်တခါကြက်တီနွေထကလူကချမ်းတုံလာသည်သို့တော့လူတန်းကြားမှာညီခွင့်မသာဝယုံတော်တစ်ခုကိုဖျက်စင်မှာတက်ထင်ခလုတ်တိုက်မိပြီးတောင်ဆောင်မှရှောကျသွားသည်အော်ဟုတက်ထင်ခတ်အော်မိသည်နောက်လူကတက်ထင်လက်ကိုလွှတ်ချလိုက်သည်ကံကောင်းသည်မှာရှေ့လူကတက်ထင်ညာလက်ကိုအမိအယဖမ်းဆုပ်ထား၍သာကျေးဇူးပါအကိုရာတက်ထင်ပထမအဆုံးအနေဖြင့်ရှေ့လူကိုစကားဆိုမိသည်ရှေ့လူကတက်ထင်လက်ကိုတစ်ချက်ညက်ကအတိမတ်ပြုသည်တက်ထင်တို့အဖွဲထိုဝယုံတော်ကိုဖျက်ပြီးမှမြေပြန့်သို့ဆင်းလာကြရသည်ခရီးသည်တို့ဒီမှာခဏနားကြရမယ်ရှေ့မှာအရေးကြီးဆုံးတနေရာကိုဖျက်ပြီးရင်ကားကြိုတဲ့နေရာရောက်ပြီးအဲ့ဒီရောက်မှစိတ်ချရမယ်ခရီးသည်များအားလုံးရောက်သည့်နေရာထိုင်ချကနားလိုက်ကြသည်တက်ထင်မှာထုံးစံအတိုင်းပလက်လန်ကခြေပြစ်လက်ပြစ်လှဲချလိုက်သည်မောဟိုက်နေသည့်အပြင်လူကချမ်းတုံနေပြီဟေးညီကလေးအစင်ပြေလားထပါအောင်ရော့ဒီမှာမုံစားရေတော့ထထွက်သွားသောရှေ့လူသည်တက်ထင်အနာပြန်ရောက်လာခြင်းပင်သူ့စကားသူ့အပြုတ်မူကတက်ထင်ကိုဝမ်းနဲ့အားငယ်စေပြန်သည်နွေးလဲနွေးထွေးသလိုခံစားရသည်ကျေးဇူးပါအကိုရာမိုးသားများကင်းသွား၍ကျဲရောင်အောက်မှာသူ့မျက်နှာခက်ရေးကိုမြင်ရသည်တဲကွဲဖြင့်မဟုတ်ဟဲငါညီလက်ကပူနေရပဲဖျားနေသလားအခုမှဖလူစာတကက်ပါတယ်မုတ်စားပြီးဆေးတော့လိုက်အောင်သူပြောသည့်အတိုင်းတက်ထင်လိုက်လုံးမိနေသည်ဂိုင်းခရီးဆက်ကြမယ်တတိထားကြလမ်းပြတို့၏လောဆောင်မှုနှင့်ခရီးဆက်ကြသည်တက်ထင်ကိုရှေ့မှာဦးဆောင်လက်ဆွဲခေါ်သူကစောကထက်ပို၍ခိုင်မြဲစွာစုပ်ကင်ထားသည်အဝေးကင်းတဲများစီမှမီးရောင်ကိုမြင်လာရသည်ခွေးဟောင်တန်တဲ့ကိုကြားရသည်တက်ထင်တို့ခရီးသည်အလုံးစိုးထိတ်ဖြစ်ကတုံလှုပ်နေသည်နိုင်ဝက်ခန့်လမ်းလျှောက်အပြီးမှာအုံးချံတစ်ခုကိုရောက်သည်ဒီမှာအဖွဲနှစ်ဖွဲ့ပြန်ခွဲမယ်ပထမအဖွဲကရှေ့ဆက်သွားရအောင်မယ်ဒုတိယအဖွဲကကို့ပွဲစားနာမည်အတိုင်းခေါ်တဲ့ကားပေါ်တက်လိုက်သွားကြချိန်မရှိဘူးတက်လောက်ကြလမ်းပြခေါင်းဆောင်ဤစကားအဆုံးမှာရှေ့လူကတက်ထင်လက်ကိုဆွဲပြီးတက်ထင်ကိုရုတ်တရက်လာဖက်သည်တက်ထင်အငိုင်းမိကနှွေးထွေးသောသူ့ရင်ခွင်ကျဲထဲမှာဆွဲသွင်းအဖက်ခံလိုက်ရသည်တက်ထင်သူ့ကိုပြန်မဖက်မိအသားငိမ့်နေမိသည်စိတ်လှုပ်ရှားမှုနဲ့အတူရင်ဘတ်ထဲကစီးချက်မမှန်ခြင်းနှုတ်ဆက်တင်တော့ညီကံမကုန်ရင်ပြန်ဆောင်ကြမယ်တက်ထင်ဘာပြန်ပြောရမှန်းမသိခင်ထိုလူကခရီးဆက်ရမည့်အဖွဲနောက်လိုက်သွားသည်တက်ထင်ရင်မှာတခုခုဆုံးရှုံးသွားသလိုနွမ်းလျကကြံခဲ့သည်စောကရှိနေသည့်အာအင်တို့ပျောက်သွားသည်တက်ထင်သူ့ကိုယ်သူလည်းနားမလဲသူဘာဖြစ်သွားပါလဲတေးကြသည်မှာတက်ထင်နောင်တရနေခြင်းပင်သူ့အပေါ်ကောင်းပေးခဲ့သည့်အကို၏အမည်ကိုမမေးလိုက်မိ၍သာကဲဒီလောက်နဲ့ပဲပြီးပြီလားဆိုရင်မဟုတ်ပါဘူးနော်ဒီဝတ္ထုရဲ့ကျန်ရှိနေသေးတဲ့အခန်းဆက်တွေကိုနောက်လာမယ့်အပိုင်းသစ်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တကယ်ချင်းလေးတို့ကိုဖိတ်ခေါ်လိုက်ပါတယ်နော်
အခုချိန်ထိနားဆင်အားပေးခဲ့ကြတဲ့တငယ်ချင်းလေးများအားလုံးကိုကျေးဇူးတင်ပါတယ်။ရင်ခုန်တန်ရဲ့ podcast အစီအစဉ်မှာနောက်ထပ်ဘလို့အစီအစဉ်ကောင်းတွေလာမလဲဆိုတာကိုအမြဲစောင့်ကြည့်ပေးပါအောင်နော်။ယခုအစီအစဉ်ကိုရင်ခုန်တန်ရဲ့ Spotify နဲ့ YouTube မှာဝင်ရောက်နားဆင်နိုင်ပါတယ်။ဒီအစီအစဉ်နဲ့ပတ်သက်ပြီးအကြံပြုစရာများရှိတယ်ဆိုရင်ရင်ခုန်တန်ရဲ့ email ဖြစ်တဲ့ heartpeacemyanmar@gmail.com ကိုစာရေးသားပေးပို့နိုင်ပါတယ်။ဒါဆိုရင်လာမယ့်အပိုင်းမှာပြန်ဆောင်ကြရအောင်